Hello အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ရန်ကုန်မြို့ရဲ့အစီအကားဆုံးနေရာတစ်ခုဖြစ်တဲ့လှဲတန်းကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျအဲ့လှဲတန်းမှာရှိရဲ့အုံကြီးဆိုတဲ့ဒူဒူဆိုင်လေးကိုခေါ်တော့မှဖြစ်ပါတယ်ခင်ဗျဆိုင်လေးမှာဆိုရင်ဂျာဆန်ကျော်ခောက်ဆွဲကျော်ကြက်သားတုတ်ထိုးကြက်မဲကြက်စင်နဲ့ကြက်ဥချောင်းတွေရပါတယ်ဗမာတုတ်ထိုးတွေရပါတယ်ခင်ဗျအဆိုင်လေးမှာဆိုရင်ကြာစံကျော်ကတပွဲမှာ1500ဒီကြက်သားတူတူက4ချောင်းကို1000မြန်မာတူတူက1ချောင်းကို100ပဲရှိပါတယ်ခင်ဗျ Hello ပရိသတ်ကြီးရေဒီနေ့ကတော့ရန်ကုန်မြို့ရဲ့အစီအကားဆုံးဖြစ်တဲ့လှဲတန်းကိုကိုထိုရောက်ရှိနေဖြစ်ပါတယ်ကိုထိုရောက်ရှိနေတဲ့ဆိုင်လေးရဆိုလို့ရှိရင်အုံကြီးဆိုတဲ့တုတ်ထိုးဆိုင်လေးကိုရောက်ရှိနေဖြစ်ပါတယ်ကျွန်တော်သွားတဲ့ချိန်လေးကမနက်7:00နာရီပေါ့နော်ဒါပေမဲ့ဆိုင်မှာတော့စားသုံးမှုတွေအရင်ကြာနေတယ်ပရိသတ်တွေကိုဒီဇိုင်းတို့လာရောက်အားပေးမယ်ဆိုလို့ရှိရင်စိုးစိုးလေးသွားဖို့ဆိုတော့တိုက်တွန်းပါတယ်ဘာလို့လဲဆိုတော့တုတ်ထိုးတွေကမဆုံးနိုင်ဖြစ်သွားမှာဆိုလို့ပါဗျဒီဇိုင်းလေးရဲ့ထူးခြားချက်ကလုံးဝအရှင်ရပေါ့နော်အရှင်ရလုံးဝအယမ်းမိုက်တယ်ပေါ့နော်အရှင်ကိုကျွန်တော် 100% လုံးဝအမတ်ခံတယ်ဗျာပြီးတော့ဟင်းရည်လေးပေါ့နော်ဟင်းရည်ဆိုအချုံမုံနည်းနည်းလေးပဲပါတော့သူအချုံမုံမတုံးတာမဟုတ်ဘူးအချုံမုံတုံးပါတယ်ဒါပေမဲ့သူကစက်သားရဲ့အရသာပို့ပြီးတော့ထူခဲ့သွားပါပေါ့နော်အချိုရတာစက်သားရဲ့အချိုရတာရတာပေါ့နော်အဲ့တော့ဒီအချုံမုံကြောက်တဲ့လူတွေအတွက်ကလုံးဝအဆင်ပြေတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့အလုပ်ကအမားကြီးအကိုနဲ့အတူလာဆိုတော့ကြာဆန်ကျော်တပွဲရဲ့ခောက်ဆွဲကျော်တပွဲရဲ့ပြီးတုတ်ထိုးတွေပေါ့တုတ်ထိုးကကြောက်ရှင်ကြက်သားကြက်မဲကြက်စင်ကြက်ဥချောင်းတွေပါတယ်ပေါ့နော်ပြီးတော့ဗမာတုတ်ထိုးရဲ့မှားလိုက်တယ်ကြက်မဲလည်းရမယ်ပြီးတော့အခြားတုတ်ထိုးတွေလည်းရှိတယ်ပေါ့နော်ဒါကတော့ဗမာတုတ်ထိုးဗမာတုတ်ထိုးပေါ့နော်ဒါကတော့တစ်ချောင်းမှာ100ပဲရှိတယ်ဒီကြက်သားတွေကြက်မဲတွေကြက်စင်တွေကကြာလို့ရှိရင်ဒီချောင်းမှာ1000အဲ့တော့ budget station နဲ့ break တွေရှိရင်လာလို့ရပြီပြီးတော့ဒီတိုင်းနဲ့ထိတ်မယ်ဆိုရင်ကိုယ်အဆင်ပြေပါဘောနော်ဒီတိုင်းနဲ့ထိတ်ပြီးတော့အတူတူစားမယ်ဆိုရင်ကိုယ်အဆင်ပြီးတော့ဆိုင်ရတယ်နည်းနည်းဟိုတန်တယ်ပြီးလို့ရှိရင်နေရတယ်အဆင်ပြေဆိုတော့ပို့ပြီးတော့အဆင်ပြေတာပေါ့ဒါဒီမှာနော်မိုက်ရတာပြောနေစရာမလိုဘူးကွာသူစီမှာထူးကြတာကြက်မိုလုံးတွေပါတယ်ရှင်သူစီမှာထပ်ပြီးတော့ထူးခြားတာကြက်မိုလုံးမှရရပေါ့နော်ကြက်မိုလုံးဆိုရင်အကောင်းစားအောင်မှသုံးပေးထားဖြစ်တယ်အဲ့တော့စားတဲ့လူတွေလည်းအရသာရှိရပေါ့နော်အဲ့လိုကောင်းကောင်းလေးစားရင်ဆိုရင်ဒီဆိုင်လာကိုဖိတ်ခေါ်တယ်ပေါ့နော်ဒါတော့ကြက်မဲပေါ့ဒါလည်းနူးညံ့ကျွန်တော်စားလို့ကောင်းတယ်ပုံမှန်ဆိုရင်ကျွန်တော်ကြက်မဲစားရေးထားတာမရှိဘူးပေါ့နော်ဒီကြက်မဲစားကျွန်တော်ကောင်းစင်ပြီဒါကတက်ရှိတာပေါ့နော်ကျွန်တော်ယုံကြည်ကြတယ်ယုံကြည်စားစားရပါဦးကဲခောက်ဆွဲကြော်တုပ်ပြီပေါ့ရှယ်ပဲတီမီဂွီဆိုတာမျိုးပြောစားရပါဒါတော့ဟင်းရပါအုံကြီးဆိုရင်ဒူဒူဆိုင်လေးကလဲတဲ့ထန်းတမင်ပုံကြောင်းရှင်းမှာဖြစ်ပါတယ်ခင်ဗျဒါရောက်မိသားရှင်တဲ့ပရိသတ်တွေကိုကျွန်တော်ကတစင်ဖိတ်ခေါ်ပါတယ်ခင်ဗျအားလုံးဘိုင်ဘိုင်